ညအမောင်ဤသားကောင်များဆရာမင်းတိုက်နှစ်ထပ်ပြင်းအောင်အိမ်ကြီးအောက်ထပ်မှအတန်နက်ကြီးနှင့်လှမ်းခေါ်တန်ကြောင့်ကျွန်တော်အိမ်မောကြနေရမှလက်နိုးလာခဲ့သည်ပါဇက်မှရေရွတ်ချိန်ဆဲရင်အိယာမှလူးလဲထားပြီးအိတ်ခမ်းတကားကိုတွန်းဖွင့်ကာအိမ်ရှိဝရန်သာစီသို့အပြေးသွားကြည့်ရသည်ဝရန်သာသို့ထွက်လိုက်လျင်မိုးဆက်မိုးပေါက်များကမျက်နှာစီသို့မညာမတာဝင်တိုးလေသည်အိမ်အောက်ကိုငိုကြည့်လိုက်လျင်အိမ်ရှိတဲ့ရေဖုံးနေသောလမ်းမပေါ်ရှိတစ်သားလှေတစ်စီးပေါ်မှထီးတစ်ချောင်းကိုအတူဆောင်းထားကြသောလူနှစ်ယောက်ကိုလာရအောက်တွင်လှမ်းတွေ့လိုက်သည်သဲနေသောမိုးထဲတွင်ဆောင်းထားသောထီးကနှစ်ယောက်လုံးအဖို့မလုံမလဲဖြစ်နေသည်မှာရည်စရာပင်ကောင်းနေ၏သူတို့ထဲမှလူတစ်ယောက်ကိုကျွန်တော်မှတ်မိသွားသည်အရက်လူကြီးဥခင်ဆိုင်မြို့ထဲမှလူတစ်ယောက်ရောက်တော့ဖျားပြန်ပြီဟုကျွန်တော်အတက်သိလိုက်သည်ကျွန်တော်လက်ကိုအသာပြပြီးအိမ်အောက်ကိုလက်ညှိုးထိုးပြကဆင်းလာမယ်ဆိုသည့်လက်ဟန်ချေဟန်ပြလိုက်၏သူတို့နားလည်မလဲတော့မသိဆက်အော်မနေတော့သဖြင့်နားလေသည်ဟုသာယူဆလိုက်ရသည်ကျွန်တော်အခန်းထဲပြန်ဝင်ပြီးဆေးအိတ်ကိုပြင်သည်အမှန်တော့ယခုဖားကန့်ဆိုင်းတောင်တွင်တာဝန်ကျသည်မှာ NGO တစ်ခု၏လက်အောက်တွင် HIV ဆေးကမ်းဖွင့်ရန်သာဖြစ်ပြီးအရက်ထဲမှလူနာများကိုလိုက်ကူရမဟုတ်ချေသို့သောအမြဲတမ်းအားရကမြင်းရောထားခြင်းသည့်ကျွန်တော်ထုံးစံအရရှာရှည်ပြီးရောက်စတွင်အရက်ထဲမှလူနာများကိုသွားကြည့်ပေးမိသည်ထိုမှစားပြီးတရက်ကွက်လုံးရှိလူနာများမှာကျွန်တော်လူနာများဖြစ်ကုန်သည်လူနာအများစုမှာဖားကန့်အထိမသွားလိုကြသဖြင့်အချောင်ခိုးပြီးကျွန်တော်ထံလာပြကြခြင်းဖြစ်၏နောက်ပိုင်းတွင်မူအရေးပေါ်မဟုတ်လျင်ကြည့်မပေးတော့ကျွန်တော် NGO ကအပြင်လူများကိုကြည့်ခွင့်မပြုဟုလိန်ပြောရသည်အမှန်တော့ NGO ကဘာမှသိသည်မဟုတ်ဆိုင်းတောင်လိုနေရာမျိုးကိုဘယ်မျက်နှာဖြူမှမလားလာခွင့်လည်းမရှိအထူးသဖြင့်ယခုလိုမောသေးပြီးတမျိုးလုံးရေဖုံးသည့်ရာသီမျိုးဆိုလျင်မျက်နှာဖြူမပြောနဲ့မျက်နှာဝါမျက်နှာမဲဘလို့မျက်နှာမျိုးမှအလွယ်တကူလာ၍မရနိုင်ကြဆေးအိတ်ကိုပြင်ရင်ခေါင်းရင်းမှနာရီကိုလှမ်းကြည့်မိသည်ညသကောင်12နာရီတိကျွန်တော်ပါဇက်မှထက်ဆဲလိုက်မိ၏စနေနေ့ညသကောင်တဲ့တွင်လာနိုးသည်မှာတော့လွန်တာပေါ်ဥခင်ဆိုင်ရဲ့ဟုလဲစိတ်ထဲမှတွေးလိုက်မိသည်ပြီးလင်ဥခင်ဆိုင်တို့နှစ်ဦးပေါင်းစောင်းထားကြသောထီကိုမျက်စိထဲမြင်သဖြင့်နံရံတွင်ချိတ်ထားသောမိုးကအင်ကြီးကိုမမေ့မလျော့ကောက်ဆွလာခဲ့၏ပြော့ဥခင်ဆိုင်ဘယ်သူဘာဖြစ်လို့တော့မြကျွန်တော်ပါဇက်မှအော်မေးရင်အိမ်ရှိလှေကတစ်စီမှလှေပေါ်သို့ကိုယိုကာယာလှမ်းတက်လိုက်၏မိုးကလည်းသဲလွန်းသည်မှကြောက်စရာပင်ကောင်းလာသည်တောင်ကြီးများကိုပေါင်မုတ်လီးသလိုဖြိုခြင်းတိုင်းဖြိုထားကြသောကြောင့်ဖားကန့်၏ရာသီဥတုမှာပြင်မရအောင်ပျက်စီးနေလေပြီလှေဝမ်းထဲမှဥခင်ဆိုင်နဘေးပြင်တစ်ချက်ပေါ်မှဝင်ထိုင်လိုက်၏ကျန်လူတယောက်မှလှေသမားထင်သည်ကျွန်တော်လှေပေါ်ရောက်သည်နှင့်လှေကိုစလော်၏ဥခင်ဆိုင်ကကျွန်တော်ပေါ်ထီမိုးပေးသည်ရတယ်မိုးကပါတယ်ဟုမိုးကအင်ကြီးကိုလက်ညှိုးထိုးပြရသည်လူနာကမိန်ကလေးပြဟိုးရှိ2လမ်းကျော်လောက်မှာဆရာရောက်ရင်တွေ့ပါလိမ့်မယ်လူသစ်ပဲဗျာဒီကိုရောက်တာတိတ်မကြသေးဘူးရက်ပိုင်းပဲရှိအောင်မယ်ထင်တယ်မိန်ကလေးကအသက်ကတော်တော်ငယ်သေးတာဗျာ18-19လောက်ပဲရှိအောင်မယ်ရောက်စားတော့ဒီကလူတွေထုံးစံအတိုင်းလှုပ်ရှားမဲ့မိန်ကလေးပဲထင်တာဗျဒါပေမဲ့ရောက်တဲ့နေ့မှာပဲအဲ့ဒီလမ်းထဲကအိမ်ကြီးကိုဖမ်းဝယ်လိုက်တယ်ဗျာဥခင်ဆိုင်ပြောနေသောအိမ်ကြီးကိုကျွန်တော်သိ၏ကြောက်တထေးတူပိုင်သောအိမ်ကြီးတထေးဖြစ်သူမှာမိုးတွင်းရေကြီးလင်ပစ်ထားပြီးရေကြမှလာနေလေရှိယခုတော့ထုံမင်းကလေးကဝယ်လိုက်ပြီဆိုသည်ဥခင်ဆိုင်စကားဆက်၏ရောက်ပြီးသိမကြဘူးအိမ်ထဲကအိမ်မြေလဲလုံးဝမထွက်ဈေးတောင်ထွက်မဝယ်တော့အိမ်ကြီးသားချင်းတွေကစိတ်ပူပြီးကျွန်တော်တို့ရက်ွက်ရုံကိုလာပြောတာအဲ့ဒါညာဦးပိုင်းလောက်ကကျွန်တော်တပည့်တွေနဲ့တိုင်မြင်ပြီးတရင်သွားမေးအောင်မယ်ဆိုပြီးသွားတော့အိမ်ကြီးကတကားမပိတ်ထားဘူးဗျတကားခောက်တာလဲဘယ်သူမှမလာတာနဲ့ကျွန်တော်တို့လဲမိမအဖော်2ယောက်လောက်ကိုခေါ်ပြီးအိတ်ထဲကိုဝင်ကြည့်တော့အပေါ်ထက်က
အိတ်ခမ်းထဲမှာမိန်းကလေးကိုတွေ့ရတယ်ဗျာကျွန်တော်မှမိုးတွေထဲအေးလွန်း၍ကုတ်နေရသည့်ကြားမှဥခင်ဆိုင်ကိုစကားဆက်ရန်ကောင်းချင်းပြရသည်လေကလမ်းမပေါ်တွင်တရွေ့ရွေ့သွားနေ၏အင်ဂျီအားလုံးမှာမိမိတ်ပြီးအိတ်ဆက်နေကြပြီလူသူလေးပါအရေးအယောင်ဆို၍တလောကလုံးတွင်ကျွန်တော်တို့လေတစည်းသာရှိသည်ကျွန်တော်အသက်50ရှိပါပြီလူမမာတွေလည်းတော်တော်များများတွေ့ဘူးပါတယ်ဒါပေမဲ့ဒီမိန်းကလေးကတော့ဗျာလုံးဝကိုဖြူဖွေးနေတော့တာပဲသွေးဆုံနေပုံများဗျာဒေါက်တာတွေ့ပါလိမ့်မယ်အသက်ကလည်းမရှူသလောက်ပဲသူကျွန်တော်တို့ဝင်လာတော့မျက်လုံးဖွင့်ကြည့်လို့သာအသက်ရှိသေးမှန်းသိရတာအဲ့ဒါနဲ့ကျွန်တော်တို့လည်းစကားပြောကြည့်တော့အားနေလုံးလို့ဘာမှပြန်မပြောနိုင်ဘူးသူနဲ့ပတ်သက်ပြီးဘာမှကိုမသိရတာပဲအဲ့ဒါနဲ့ပဲဆရာကိုပြေးခေါ်ရတာလောက်ရကန်ရတွေကအဆင့်တွေကများတော့နည်းနည်းနောက်ကျသွားတာဆရာကြီးတောင်းပန်ပါတယ်ဗျာရပါတယ်ခင်ဗျာကိစ္စမရှိပါဘူးလူနာတကယ်အသေးအတန်ဖြစ်နေပုံရပြီကျွန်တော်လည်းဘာမှစောတကမတက်တော့ပါစိတ်ထဲတွင်မြည်တို့မြည်ပုံလူနာကိုဆေးရုံပို့ရမည်နည်းဟုသာတွေးနေမိသည်10မိနစ်ခန့်ကြာလျှင်အဆိုပါအိမ်ကြီးရှိသို့လှည့်ဆိုင်ရောက်သွားသည်အိမ်ရှိတကဝတွင်အမျိုးသမီးဝဝကြီးတယောက်ရက်ဆောင်နေသည်ဟောဗျာဒေါ်တန်းထေးရဲ့အပေါ်ထက်မှာလူနာနဲ့နေပါလို့ပြောခဲ့ရနေဗျာဥခင်ဆိုင်ကဒေါသတဝက်နှင့်အားမလို့အားမရလှမ်းဆူ၏ဒေါ်တန်းထေးလည်းမျက်နှာငယ်လေးနှင့်ဆရာကြီးရဲ့ကျမလည်းနေပေးမလို့ပါပဲဒါပေမဲ့ကလေးမလေးကအသက်ကဖုတ်လိုက်နေဆိုတော့ဘာလုံးရဘာကြရမှလည်းမသိတော့ကြောက်နဲ့ဒီမှာလာဆောင်နေတာပါဆရာလေးရဲ့လာပါကဲပါအောင်ကျေးဇူးကြီးလာပါတယ်ရှင်မိမကြီးမှစကားလမ်းကြောင်းပြောင်းရန်ကျွန်တော်စီဥတီပြီးစကားလှမ်းပြောသည်လက်ထဲမှဆေးအိတ်ကိုလှမ်းယူပြီးအိမ်ထဲဝင်သွား၏ကျွန်တော်နှင့်ဥခင်ဆိုင်လည်းသူမနောက်မှလိုက်သွားရသည်အစောတော့လူတွေတော်များသေးတယ်ဆရာကြီးအခုတော့နောက်ကျလာတဲ့အားလုံးပြန်ကုန်ပြီဒေါ်တန်းထေးကိုပဲတောင်းပန်ပြီးစောင့်ခိုင်းတာရတယ်ကျွန်တော်တပည့်ပြီးတော့ရုံးမှရှိတယ်ဆရာလူရင်ကျွန်တော်ဖုန်းဆက်ခေါ်ပြီးလို့ရတယ်ဥခင်ဆိုင်ကခါးကြားမှာပလတ်စတစ်နဲ့ထုတ်ထားသောဆယ်လူလာဖုန်းကြီးကိုပြသည်ဟုတ်ကဲ့လူရင်ပြောပါမယ်ကျွန်တော်တို့အားလုံးအပေါ်တက်သို့ရောက်သွားသည်အိမ်ကြီးမှာကြီးလွန်းလှပြီးမီးလုံးသေးသေးလေးများသာရှိသဖြင့်မှောင်တိမှောင်တောင်ကြီးဖြစ်နေသည်ကျွန်တော်ထိုအခန်းထဲသို့ဝင်လိုက်သည်နှင့်ချက်သိမ်းမွေးခြင်းများထသွား၏မိုးအေး၍ပဲဖြစ်မည်ဟုတွေးလိုက်ရသည်အခန်းထောင်ရှိကတင်တလုံးပေါ်တွင်မိန်းကလေးတစ်ယောက်ပလက်အိတ်နေသည်သူမ၏ကိုယ်ပေါ်တွင်စောင်းတစ်ထည်ခြုံထားသည်အလျင်မှန်မြင်ကျွန်တော်သူမဘေးသို့ရောက်သွား၏သွားပြီနောက်ကျသွားပြီဟုကျွန်တော်စိတ်ထဲတွင်ပြောမိသည်မိန်းကလေးမှာသွေးလုံးဝမရှိတော့သလိုဖြူဆွနေသည်သူမ၏နုပြိုငယ်ရွယ်လှသောမျက်နှာမှာယခုကဲ့သို့သောအခြေအနေမျိုးမှာပင်ချောမောလှပလွန်းနေ၏ဆောင်းနှင့်ဖုံးထားသောသူမ၏ရင်ဘတ်မှာလည်းလုံးဝလှုပ်ရှားမှုမရှိတော့အသက်မရှူတော့သည့်လက္ခဏာကျွန်တော်လည်းဝစ်ကြည်တန်းကြည်သွေးခုန်နှုံဆန်းရန်သူမ၏လက်ကောက်ဝိတ်ကိုကောက်ကိုင်လိုက်၏အသားအရည်မှာလူသေးကောင်များတွင်တွေ့ရလေရှိသည့်အတိုင်းအေးဆက်နေပြီးသွေးခုန်နှုံလည်းလုံးဝဆန်း၍မရလေပင်သွေးခုန်နှုံကိုပြောင်းဆန်းကြည့်သေးသည်လုံးဝသွေးမခုန်တော့သိဆုံးသည်မှာအတော်ပင်ကြာပြီးထင်ရ၏ကျွန်တော်လဲဥခင်ဆိုင်ကိုဘာမှမပြောသေးခင်မျက်လုံးတော့ဖြဲကြည့်အောင်မှပဲဟုအိတ်ကက်ထဲမှဖောင်တိန်ဓာတ်မီအသေးလေးကိုထုတ်ခါမျက်လုံးတငယ်အိမ်ကိုကြည့်ရန်မျက်လုံးကိုဖြဲမိလို့အော်အမလေးဗျကျွန်တော်ကြောက်လန့်တကြားអော်ပြီးနောက်သို့ခုန်ရှောင်မိသည်နောက်မှရက်နေသူဥခင်ဆိုင်၏ဘိုက်ကြီးနှင့်ကျွန်တော်နောက်ကျော်ဝင်တိုက်မိပြီးဥခင်ဆိုင်မှာလဲကြမလို့ပင်ရိုင်သွားရသည်Oh sorry ဥခင်ဆိုင်ကျွန်တော်ပြပြတလဲတောင်းမှလိုက်ရ၏ရှက်လိုက်ဒီမှာပြောမနေပါနဲ့တော့ဖြစ်ပုံမှာကျွန်တော်မျက်လုံးဖြဲကြည့်ကန်ဒီမှမိန်းကလေးကရုတ်တရက်ကြီးမျက်လုံးဖွင့်ကြည့်လိုက်တော့ကြောင်ပဲကျွန်တော်ကိုစိတ်ထဲမှာချိန်ဆရင်းဟန်ကိုပို့ပုံစံနဲ့မိန်းကလေးစီသို့ပြန်ချင်းကပ်ရသည်မိန်းကလေးမှာကျွန်တော်တို့ကိုကြောင်တောင်ငေးကြည့်နေသည်မျက်လုံးများထဲတွင်အသိစိတ်ရှိပုံမပေါ်သမီးဆရာပြောတာကြားလားသမီးနာမည်ဘာတူလဲကျွန်တော်မေးသည်ကိုမဖြေဆက်ပြီးသာကြောင်ကြည့်နေသည်
ဆရာနာမည်ဒေါက်တာမင်းတိုက်သမီးကိုဆေးကုမဲ့ဆရာဝန်အခုဆရာသမီးရဲ့သွေးခုန်နှုန်းကိုစမ်းကြည့်မယ်နော်ကျွန်တော်ပြောရင်းနဲ့လက်ကဝေးမှသွေးခုန်နှုန်းကိုထပ်ဆန်း၏စမ်းမရကြည့်ရသည်မှာသွေးယောဂတစ်မျိုးမျိုးသို့မဟုတ်သွေးထွက်လွန်ယောဂတစ်မျိုးမျိုးကြောင့်သွေးလန့်ပြီး shock ဖြစ်နေပုံရလေသည်သွေးပေါင်ကျလုံးသဖြင့်သွေးခုန်နှုန်းစမ်းမရခြင်းဖြစ်မည်ကျွန်တော်သွေးပေါင်တိုင်းဆက်ထုတ်ပြီးတိုင်းသည်သွေးပေါင်ချိန်ရှာမရတေချာသည်လူနာ shock ရနေပြီတေချာကြီးမှမိန်းကလေးရင်ဘတ်မှာဖြင်းညင်းစွာလှုပ်နေသည်ကိုတွေ့ရသည်ခန္ဓာကိုယ်တွင်တော့ပြင်ပသို့သွေးထွက်လွန်သည့်လက္ခဏာမရှိစောင်းကိုအသာလှန်လှောကြည့်ရာကတင်ပေါ်တွင်ရောကတင်အောက်တွင်မှသွေးတစ်စက်မှမရှိချေအကျော်စေးသွင်းရန်လက်မအကျော်များကိုရှာ၏လက်နှစ်ဖက်လုံးရေခဲရိုက်ထားသလိုအေးဆက်နေသဖြင့်အကျော်ရှာမရဥခင်စာရေးကျွန်တော်ကိုရင်နွေးတိုးအိုးလောက်တဲပေးလို့ရမလားပြီးရင်လူနာကိုဆေးရုံတင်ရမယ်ဥခင်စာရုံးကအဖွဲတွေလှမ်းခေါ်လိုက်တော့လူနာကိုဝိုင်းတယ်ချရတော့မယ်ဟုတ်ကဲ့ဆရာဒေါ်တန်းထေးအောက်ထပ်မိဖို့ချောင်းသို့ရင်နွေးတဲရန်ဆင်းသွား၏ဥခင်ဆိုင်မှလည်းအပေါ်ထက်တွင်တစ်ထက်လုံးလှည့်ပြီးဖုန်းစိဂနယ်ရှာရမရသဖြင့်အောက်ထပ်သို့ခဏလေးဆိုပြီးဆင်းသွားသည်အခန်းထဲတွင်လူနာမိန်းကလေးနှင့်ကျွန်တော်နှစ်ယောက်တည်းကြံရစ်သည်သူတို့ထွက်သွားမှကျွန်တော်လည်းတပ်ပြင်းချနိုင်၏စောစောလုံးကလန့်သွားသည့်ရှိန်မှမပြေသည်မိန်းကလေးလက်ပေါ်တွင်အကျောကိုထပ်ရှာသည်မတွေ့ကျွန်တော်စိတ်ငြိမ်သွားအောင်ခေါင်းရင်းပြတင်းမောက်စီခဏသွားပြီးအပြင်မှလေကိုတဝရှိုက်သွင်းလိုက်သည်ဆရာဝန်တယောက်အနေနဲ့ယခုလိုရေးပေါ်ခြေအနေတွင်စိတ်ကိုငြိမ်ငြိမ်ထားနိုင်ဖို့လိုသည်မိနစ်ဝက်လောက်ကိုယ်စိတ်ကိုကိုငြိမ်အောင်ထိန်းပြီးလူနာကတင်ပေါ်သို့ပြန်လှည့်လိုက်လျင်ကျွန်တော်ကိုမျက်စိကိုမယုံနိုင်ဖြစ်သွားသည်မိန်းကလေးမှာလူနာကတင်ပေါ်တွင်မရှိတော့မဖြစ်နိုင်ဘလို့မှမဖြစ်နိုင်ဒီလိုအခြေအနေမျိုးမှာဘယ်လိုလူနာမျိုးကမှကိုယ့်ဘာသာလမ်းထားရှောင်နိုင်မည်မဟုတ်ထိုစဉ်မှာပင်ကျွန်တော်နောက်ကျောဘက်ခေါင်းပေါ်မှအတန်တစ်မျိုးကိုကြားလိုက်ရသည်ထိုအတန်ကြီးကကျွန်တော်ငယ်ထိတ်စီမှကြောရိုးတစ်လျှောက်လျှက်စီးဓာတ်နှင့်တိုးလိုက်သလိုဖြစ်သွားစေ၏အဖျားကြီးသည့်လူနာများချမ်းသဖြင့်တကက်ကက်မေးရိုက်သည့်အခါထွက်ပေါ်တတ်သောအတန်မျိုးကျွန်တော်အတန်လာရစီသို့နောက်လှည့်ပြီးမော့ကြည့်လိုက်မိသည်မိန်းကလေးသည်အခန်း၏မျက်နှာချက်ပေါ်တွင်စောက်ထိုးကြီးလေးဘက်တွေ့ကပ်နေသည်သူမကိုယ်ပေါ်တွင်အဝတ်မပါဘဲဗလာချင်းနေ၏နတ်မောင်သောစပင်များကစက်ကူလိုဖြူစွနေသောသူမ၏ကြောပေါ်မှနေပြီးအောက်သို့တွဲလောင်းကြနေကြသည်ကျွန်တော်ကြည့်နေရင်မှပြင်စောစောကလေးကကြားနေရသည့်မေးရိုက်တန်လိုတကက်ကအတန်ကြီးကဘိုးပြီးကျဲလောင်လာသည်သူမ၏ဦးခေါင်းမှာမျက်နှာချက်ဘက်ကိုဦးတည်နေရမှကျွန်တော်ရှိရာဘက်သို့တဖြည်းဖြည်းတပတ်ကြီးလဲလာသည်သူမလဲပင်ရိုးများစီမှတကြွကြွအတန်များကိုပင်ကျွန်တော်ကြားမိသည်ကျွန်တော်တကိုယ်လုံးအကျော်များဆိုင်ပြီးလှုပ်မရတော့ပါဇက်မှာလည်းအာဆေးထည့်ထားသလိုဘာသမ်းမှထွက်ရမရသူမဤမျက်နှာတစ်ခုလုံးကျွန်တော်ဘက်လဲလာလျင်ကျွန်တော်သူမမျက်လုံးများကိုတွေ့လိုက်သည်သူမမျက်လုံးနှလုံးမှာမိကြီးခဲများလိုနှီးရဲနေသည်သူမဤပါဇက်မှာတဆက်ဆက်တုံနေ၏တကက်ကအတန်ကြီးမှာသူမဤသွားများကြမှအဆက်မပြတ်ထွက်နေသည်ထိုစဉ်မှာပင်သူမပါဇက်ကိုအကျယ်ကြီးဖြဲလိုက်သည်ကျွန်တော်ရင်ထဲမှကလေးစားများပါဇက်ထဲမှထွက်ကျသွားသလိုခံစားလိုက်ရ၏
သူမပါဇက်ထဲတွင်ရှိသည်မှာသွားများမဟုတ်လူသွားများမဟုတ်ကျွန်တော်ရှိသမျှခွန်အားကိုဖြစ်ညစ်ပြီးအော်လိုက်မိသည်သို့တော့နောက်ကျသွားလေပြီသူမ၏ခန္ဓာကိုယ်သည်မျက်နှာကျက်ပေါ်တွင်တွေ့ထားရမှကျွန်တော်ရှိရာစီသို့ခုန်ချလိုက်သည်သူမ၏ဖြဲထားသောပါဇက်ထဲရှိအဆွဲကြီးများသည်ကျွန်တော်လေမျိုးတဲ့သို့ချိန်သားကိုက်စိုက်ဝင်သွားကြလေသည်အဆွေများဖောက်ထွင်းသွားရလေပင်စီမှမီးစားနှင့်ထိုးသည့်အလားပူပြင်းဆူးရှသောဝေဒနာကိုခံစားလိုက်ရသည်မိန်းကလေး၏ကိုယ်လုံးမှာကျွန်တော်ကိုယ်ပေါ်တွင်တောက်တဲ့တကောင်လိုကုတ်တွယ်ထားသည်ကျွန်တော်သူမကိုတွန်းချရန်ကြိုးစားတော်လဲကျွန်တော်တကိုယ်လုံးအကျော်များဆိုင်ကလှုပ်မရပဲရှိလေသည်ကျွန်တော်ကိုယ်လုံးကြီးမှာလေထိုးပေါ်လုံးကြီးတစ်လုံးလိုလဲမသွားပဲရင်းရံ၍သာနေ၏ကျွန်တော်လေပင်သွေးလွတ်ကြောများထဲမှသွေးများမိန်းကလေးအဆွဲများမှတဆင့်သူမ၏ခန္ဓာကိုယ်ထဲသို့တစိမ့်စိမ့်စီးဝင်သွားနေသည်ကိုခံစားလိုက်ရသည်စက္ကန့်အနည်းငယ်ကြာသောကျွန်တော်တကိုယ်လုံးဗိမ့်မိထားသည့်နှင့်မူးရစ်ထုံထိုင်းလာသည်ကျွန်တော်အသိစိတ်များခန္ဓာကိုယ်မှလွင့်ထွက်သွားလူဆဲဆဲတွင်ဟဲ့ကောင်းမလေးခုလှုပ်စမ်းဖဲစမ်းဦးခင်စာဤတုံလှုပ်ခြောက်ခြားစွာအော်ဟစ်တန်ကြီးနှင့်အတူတပုံးပုံးနှင့်ရိုက်နှက်တန်များဟိုးဝေးတနေရာစီမှပြန့်လွင့်လာသလိုကြားလိုက်ရ၏ရုတ်တရက်ဆိုသလိုအသိစိတ်များကျွန်တော်ကိုယ်တွင်သို့ပြန်ရောက်လာသည်မိန်းကလေးအဆွဲနှချောင်းကျွန်တော်လေပင်ပေါ်မှကျွတ်ထွက်သွားသည်ဥခင်ဆိုင်သည်အခန်းထဲရှိတစ်သားကလထိုင်တစ်လုံးကိုကင်ကကျွန်တော်ပေါ်တွင်တွေ့နေသောမိန်းကလေးနောက်ကျောကိုတပုံးပုံးရိုက်နှက်နေ၏မိန်းကလေးကျွန်တော်ကိုခွတွေ့ထားရမှရုတ်တရက်ခုန်ထွက်သွားသည်ဥခင်ဆိုင်တစ်သားကလထိုင်ကြီးကိုတင်းတင်းဆုပ်ခါမိန်းကလေးကိုမယုံနိုင်သလိုကြောင်ကြည့်နေမိသည်မိန်းကလေးပါးစပ်ပေါ်တွင်ကျွန်တော်လေပင်သွေးများဖြင့်နှီးရဲနေသည်သူမဥခင်ဆိုင်ကိုမျက်နှာချင်းဆိုင်ပြီးသားရဲတရိတ်ဆန်တကောင်ပမာဒူးနှစ်ဖက်ကိုကွေးကသားကောင်အားခုံအုပ်တော်မိနေရှိလေသည်ရုတ်တရက်သူမ၏ကွေးထားသောခြေထောက်များဆန့်တန်းသွားပြီးသူမတကူလုံးလေထဲမြောက်တက်သွား၏ဥခင်ဆိုင်ကြောက်လန့်တကြားအတန်နဲ့ကြီးနှင့်အော်ပြီးကလထိုင်ကိုဥကောင်းရှိတွင်မြောက်ကာလိုက်သည်သို့သောမိန်းကလေးမှာဥခင်ဆိုင်ရှိရာစီသို့ခုံအုပ်ခြင်းမဟုတ်ဘဲအိမ်ကောင်းရင်းရှိပြတင်းပေါက်မှအပြင်သို့နောက်ကျွန်းပစ်ပြီးခုန်ထွက်သွားခြင်းဖြစ်လေသည်မိနစ်ဝက်ခန့်ကြာအောင်ဥခင်ဆိုင်မတုံမလှုပ်ရက်နေမိသည်သူ၏နောက်ရှိသောတန်းထေးမှလည်းလက်ထဲတွင်ရေနွေးထပ်ပူးကြီးကိုကင်လျက်မျက်လုံးအပြူသားနှင့်ရှိတော်သည်ဓပူးကင်ထားသည့်သူမ၏လက်များမှာတဆက်ဆက်တုံနေလေသည်ကျွန်တော်ခေါင်းထဲမှရိတ်ခနဲမူးဝေလာသဖြင့်မိန်းကလေးအိတ်နေခဲ့သောကတိမော်တွင်တင်မလွှဲထိုင်ချလိုက်ရသည်ထိုအခါမှဥခင်ဆိုင်လည်းအသိစိတ်ပြန်ဝင်လာပြီးလက်ထဲမှကလထိုင်ကိုချကာကျွန်တော်စီအပြေးရောက်လာ၏ဆရာလေးဖေးဘာဖြစ်သွားလဲကျွန်တော်လေပင်ကိုကြည့်လိုက်လျင်ဥခင်ဆိုင်၏ပါဇက်ကြီးမှာအဟောင်းသားပွင့်သွားလေသည်ဒေါ်တန်းထေကျွန်တော်ဟောကြည့်မှန်လေးတစ်စိတ်လောက်ယူပေးပါလားဗျာကျွန်တော်အားတင်းပြီးဒေါ်တန်းထေကိုလှမ်းပြောသည်လေပင်ကရမှသွေးထွက်မလွန်စေရန်လက်နှင့်ဖိကိုင်လိုက်၏မှန်ရလျင်ချက်ချင်းပဲလေပင်ရှိမှမှန်ထောင်ပြီးကိုယ်တန်ရာကိုပြန်ကြည့်ရသည်ကျွန်တော်ဘယ်ဘက်လေပင်ပေါ်တွင်အပေါက်ရာကြီးနှစ်ခုသို့တော်ထူးဆန်းသည်မှာထိုအဆွဲရာများမှသွေးလုံးဝထွက်မနေခြင်းပင်ဒဏ်ရာများမှာမီးနှင့်တို့ထားသလိုတူးချစ်နေသည်ထိလိုက်လျင်လည်းနာကျင်ခြင်းအလင်းမရှိချေဥခင်ဆိုင်ဗိမောက်စီသို့အပြေးသွားပြီးအပြင်ကိုခေါင်းပြူကကြည့်သည်မိန်းကလေးအရေးအယောင်များတွေ့လို့တွေ့ညာလိုက်ရှာကြည့်သေး၏ပြီးလျင်ကျွန်တော်ဘက်သို့ပြန်လှည့်လာသည်ဒီလောက်မိုးသေးပြီးရေကြီးနေတဲ့လမ်းပေါ်ကျသွားလို့ကတော့ရေနစ်သိဖို့ပဲရှိတယ်ဥခင်ဆိုင်သူ၏ထင်မြင်ချက်ကိုပြောတော့လဲ
မိန်းကလေးခန္ဓာကိုယ်ရေထဲကျသွားသည့်အတန်ကိုမကြားလိုက်ရမှန်းကျွန်တော်တို့၃ယောက်လုံးအသိပင်ဖြစ်လေသည်ဘလို့ဖြစ်ရတာလဲဆရာအော်တန်ကြားတာနဲ့ကျွန်တော်တို့အမြန်ပြေးတက်လာတာကျွန်တော်ဘာမှပြန်မဖြေနိုင်ခေါင်းထဲတွင်အလွန်မူးဝေနေ၏ဥခင်ဆိုင်ဆက်ပြောသည်အဖျားကြီးပြီးစိတ်ဖောက်ပြန်သွားတာများလားကျွန်တော်တက်နဲ့တကူဒါမျိုးတစ်ခါမှမကြုံဘူးကျွန်တော်အယူသေးတဲ့လူတော့မဟုတ်ပါဘူးဒါပေမဲ့ဒီမိန်းကလေးကြည့်ရတာမကောင်းဆိုးဝါးတကောင်ကောင်ပိုးဝင်နေသလိုပဲအားကလည်းတန်လိုက်တာမပြောပါနဲ့ဆရာလည်းပင်ကိုသူကြိုက်ရင်တော့ကျွန်တော်လက်နဲ့ဆွဲဖယ်တာဘလို့မှမရဘူးအဲ့ဒါနဲ့ကြံမိကြံရဘေးမှာရှိတဲ့ထိုင်ကုန်ကိုဆွဲပြီးရရတယ်ဆရာကြီးခဏကြာလျင်ဥခင်ဆိုင်၏ရုံးမှတပည့်များရောက်လာကြသည်ဥခင်ဆိုင်နှင့်ဒေါ်တန်းထေးတို့ဖြစ်သည်များအကြောင်းကိုရှင်းပြစဉ်ကျွန်တော်မှမကြားတစ်ချက်ကြားတစ်ချက်နှင့်ကျွန်တော်ကိုတွဲပြီးအိမ်သို့ပြန်ပို့ပေးကြသည်ကျွန်တော်အိမ်မှာအောက်ထပ်တွင်စေကန်းအပေါ်ထပ်တွင်ကျွန်တော်နေရာအခန်းဖြစ်၏အဖွဲထဲမှလူငယ်တစ်ယောက်ကျွန်တော်အိတ်ခမ်းထဲအထိလိုက်ပို့သည်ဆရာလေးပင်ပန်းလုံးပြီးနားလိုက်ပါကျွန်တော်အောက်ထက်ကစေကန်းလူနာကတင်မှာစောင့်အိပ်မယ်လူရရှိရင်လှမ်းអော်လိုက်တော့လူရွယ်ဤစကားသံများမှာတိုးလာလိုက်ကျဲလာလိုက်သူ့မျက်နှာမှာလဲကျွန်တော်မျက်လုံးများထဲတွင်နီးလာလိုက်ဝေသွားလိုက်နှင့်အိယာပေါ်သို့လှဲချလိုက်လျင်ချက်ချင်းအိပ်ပျော်သွားလေတော့သည်အိပ်ပျော်သွားပြီးခဏကြာလျင်ကျွန်တော်လေပင်ထံရစီမှတရွရွနှင့်ဖြစ်လာသည်ကျွန်တော်လက်နှင့်လေပင်ကိုအသာဆန်းကြည့်လိုက်သည်တလှုပ်လှုပ်တရွရွနှင့်ပျော့စီစီလောက်ကောင်ကြီးများကိုလေပင်ပေါ်တွင်ကင်မိလေကျွန်တော်ထိတ်လန့်တကြားအိယာထဲမှခုန်ထားမိ၏လောက်ကောင်ကြီးများမှာကျွန်တော်လေပင်အဆွဲရအပေါက်များထဲမှတလူလွတ်နှင့်တကောင်မြည်တကောင်အပြုံလိုက်တိုးထွက်နေကြသည်ကျွန်တော်ဥရားဖားရနှင့်လေပင်ကိုတက်ပြီးခါချရာအချို့အကောင်များကျမ်းမြင်ပေါ်သို့တပုတ်ပုတ်ပြုတ်ကြကုန်သည်အယူတယောက်လိုစောက်တရမရနှင့်နံရံတွင်ချိတ်ထားသောမှန်ရှိရာစီသို့သွားမြေပြုကျမ်းမော်ရှိလောက်ကောင်များကိုတက်နှင်းမိပြီးခြေချော်ထွက်သွား၏ကျွန်တော်အာကောင်ချစ်ခါသွေးယူသွေးတန်းអော်မိသည်လေပင်စီမှလောက်ကောင်အချို့ကအော်ဟစ်နေသောကျွန်တော်ပါဇက်ပေါက်ထဲသို့တွေ့တက်ဝင်ရောက်လာ၏ကျမ်းပြင်ပေါ်မှအကောင်များမှလည်းကျွန်တော်ခြေထောက်များပေါ်တလန်းလန်းပြန်တက်လာကြလေသည်တပြေးပြေးနှင့်ကျွန်တော်အသက်ရှူရမရတော့ကျွန်တော်လေပြွန်ထဲအထိတလှုပ်လှုပ်တွေ့ရရွာနှင့်ကဲတော့ဝါဆရာလေးဘာဖြစ်လဲကျွန်တော်ရှိရလေစောစောကအောက်ထက်တွင်စောင့်အိမ်မည်ဟုပြောသွားခဲ့သောလူရွယ်၏အတန်ကျွန်တော်မျက်စိဖွင့်ကြည့်လိုက်လျင်ကတိမေးတွင်ရက်ခါဆိုးရည်ကြီးငုံကြည့်နေသောထိုးလူငယ်ကိုတွေ့လိုက်ရသည်ကျွန်တော်ကကတိမော်တွင်ပတ်လက်တကူလုံးချွေးစည်းများဖြင့်ရွှဲနေလျက်ကျွန်တော်လက်တစ်ဖက်ကလေပင်စီရောက်သွား၏ဘာကောင်မှမရှိတန်ရာကိုအုပ်စီးထားသောပတ်တီးဖြူဖြူတန်တန်ကိုသာဆမ်းမိလိုက်သည်ဆရာအိမ်မက်ဆိုးမှတ်တာထင်တယ်ကျွန်တော်ရေသွားခတ်ပေးမယ်ခဏလေးဟုပြောကလူငယ်အခန်းထဲမှထွက်သွားသည်ကျွန်တော်တယောက်တည်းအခန်းထဲတွင်အသက်ကိုမနှဲမှန်အောင်ရှူရင်းရင်ဘတ်ကိုဖိကာကြံရစ်လေသည်နောက်တစ်နေ့မနက်ကျွန်တော်နိုးလာလျင်ကျွန်တော်မျက်စိများကျိန်းဆက်နေသည်ပြတင်းပေါက်မှထိုးဝင်လာသောနေရောင်မှဆူးရှလွန်နေ၏ကျွန်တော်အမြန်ထပြီးပြတင်းပေါက်လိုက်ကာကိုဆွဲပိတ်လိုက်ရသည်ကျွန်တော်အိတ်ခမ်းတကားကိုဖွင့်ပြီးအပြင်ထွက်လိုက်လျင်လွန်စွာချောမောလှပသောမိန်းကလေးတစ်ယောက်လင်ပန်းကြီးကိုကင်ကာရက်နေသည်ကိုတွေ့လိုက်ရသည်လင်ပန်းပေါ်တွင်ကော်ဖီနှင့်မုန့်များအကြာအနစီရီတင်ထားသည်မိန်းကလေးမှာကျွန်တော်တို့စေကမ်းမှတက်ခွဲကန်းကျွမ်းကျင်လှလှမြင့်ဖြစ်သည်ကချင်နှင့်ရှမ်းဆက်မိန်းကလေးမှာဖြူဝင်းသောအသားရည်ရှိပြီးလှပသောမျက်နှာထားနှင့်ချိုသာသောပြုံးတို့ကိုပိုင်ဆိုင်ထားသည်ဆရာနေမကောင်းဘူးဆိုလို့ပြုစုရအောင်ဥခင်ဆိုင်ကသမီးကိုအကူအညီတောင်းထားရဆရာစိတ်ထဲမှာဥခင်ဆိုင်ကိုကြိတ်ပြီးကျေးဇူးတင်မိသွား၏
ကျွန်တော်ဘိုက်ထဲတွင်မီးစားနှင့်တို့ထားသလိုအလွန်ပင်ဆာလောင်နေသည်လှလှမြင့်အခန်းထဲဝင်လာပြီးကော်ဖီဘန်းကိုခြေရင်းရှိစပွဲပေါ်တွင်တင်ပေးသည်ဆရာစားလိုက်အောင်နော်ဟုပြောပြီးညင်သာစွာအလှည့်ထွက်သွား၏ကျွန်တော်သူမ၏နောက်ပိုင်းကိုငေးပြီးကြံရစ်သည်ပြီးလျှင်စပွဲစီသွားပြီးပေါင်မုတ်ထောပတ်တုပ်ကိုတကိုက်ကိုက်ခါကော်ဖီနှင့်မျောချလိုက်သည်ကျွန်တော်လေမျိုးအတွင်းမှပေါင်မုတ်ရောကော်ဖီပါအလိမ့်လိုက်ပြန်တက်လာ၏ပေါင်မုတ်ထောပတ်တုပ်စားရသည်မှာမှုတ်တက်နေသောရာဗာပြားကြီးကိုမြုပ်ချရသလိုပင်ကော်ဖီမှာလည်းကြောင်သေးစော်နံနေသလားအောင်းမရသည်ရွှန်ရှာဆက်ဆုပ်ဖွယ်တိစိတ်ထဲမှလှလှမြင့်ကိုဂျစ်ထင်ကားလောက်ချိန်ဆဲလိုက်မိသေးသည်သို့တော့ကျွန်တော်ကိုယ့်အသိစိတ်ကိုပြန်ထိန်းပြီးစဉ်းစားကြည့်သည်ကျွန်တော်မြုံမကြရသည့်အကြောင်းရင်းမှာအစားအစာတွေကြောင့်မဟုတ်ဘဲကျွန်တော်နေမကောင်း၍ကတွင်းပြက်နေခြင်းကြောင့်သာဖြစ်ပေမည်ကတွင်းပြက်နေသည်ဆိုတော့လဲဝမ်းဖိုက်တွင်းကမူတကြုတ်ကြုတ်နှင့်အလွန်စားလောင်နေလေတော့သည်ကိုဟာကိုလည်းဘာစား၍စားခြင်းနေမှမသိချေကျွန်တော်အခန်းထဲရှိကြည်မှန်ရှိတွင်ရက်ခါလေဘင်းမှအနာကိုပတ်တီးလန်ပြီးကြည့်မိသည်ကျွန်တော်ကိုမျက်စိကိုမယုံနိုင်အောင်ဖြစ်သွားရ၏ညာတုန်းကရှိထားခဲ့သောအဆွဲရကြီးများလုံးဝပျောက်ကွယ်သွားသောကြောင့်ပင်ရုတ်တရက်ကျွန်တော်စိတ်ထဲတွင်ညာတုန်းကအတွေ့အကြုံများကိုအိမ်မက်တစ်ခုလိုတန်တရားဝင်လာခဲ့သည်လှလှမြင့်ကိုဖြစ်ချောင်းကုံစင်မေးကြည့်ရန်အဆောင်အောက်ထပ်သို့ဆင်းလာခဲ့၏အောက်ထပ်ရောက်လျင်မိဖို့ကြောင့်ထဲမှတချွတ်ချွတ်အတန်ကြားလိုက်ရသည်လှလှမြင့်နေ့လည်စာအတွက်ပြင်ဆင်ချက်ပြုတ်နေခြင်းဖြစ်မည်ကျွန်တော်မိဖို့ထဲဝင်သွားလိုက်လျင်ထမင်းအိုးထဲဆံများထည့်နေသောလှလှမြင့်ကိုတွေ့ရသည်သူမကကျွန်တော်ကိုမျက်လုံးရွယ်ကြီးများဖြင့်မော့ကြည့်ပြီးလျင်အော်ဆရာဆင်းလာတာလားဘာလို့လဲဆရာအပေါ်ကနေလှမ်းခေါ်လိုက်ရောပေါ့ချိုးသာသောအတန်လေးနှင့်ရိုသေစွာပြောလိုက်၏ဘာမှမလိုပါဘူးလှလှမြင့်ကိုကျွန်တော်တခုလောက်မေးခြင်းလို့ဟုတ်မေးပါဆရာညတော့ကဘာတွေဖြစ်သွားတာလဲလှလှမြင့်သိလားမိန်းကလေးထမင်းအိုးကိုကတ်စမီပေါ်တင်ပြီးခလုတ်ကိုထောက်ခနဲဖွင့်လိုက်သည်အပြာရောင်မီးတောက်များဟုတ်ခနဲထတောက်သွား၏သမီးတေချာအသေးစိတ်တော့မသိဘူးဆရာနဲ့ဥခင်ဆိုင်လူနာသွားကြည့်ရင်ဆရာမတော်တဆခိုင်းမိလို့နေမကောင်းဖြစ်သွားတယ်လို့ပဲသမီးကိုပြောထားပါတယ်ဆရာမတော်တဆခိုက်မိတာကျွန်တော်လှလှမြင့်ပြောစကားကိုပြန်ယူမိသည်ကြည့်ရသည်မှာညာတော့ကအဖြစ်ကိုဥခင်ဆိုင်လူတကာကိုမပြောဘဲလျှို့ဝှက်ထားပုံရ၏သူ့လုပ်ရမှာမှန်သေးသလောက်မှန်ပေသည်ကျွန်တော်အတွေးလွန်နေရင်အမှုမဲ့အမှတ်မဲ့ဆိုသလိုလှလှမြင့်လဲတိုင်လေးကိုငေးကြည့်နေမိသည်သူမ၏သားရည်မှာဖြူဝင်းနှုတ်ဖက်လွန်းရာသူမလဲတိုင်တွင်အကျော်လေးများမှာအစိမ်းအောင်တန်းနေ၏ကျွန်တော်စိတ်ထဲတွင်တမျိုးကြီးဖြစ်လာသည်ပုံမှန်ယောက်ျားတစ်ယောက်အနေနဲ့လှလှမြင့်ကဲ့သို့သောချောမောလှပသည့်မိန်းကလေးတစ်ယောက်၏လဲတိုင်ကလေးကိုငေးကြည့်မိလျင်ရာခရမက်စိတ်များထန်လာပြီလိမ့်မည်သို့သောယခုကျွန်တော်ခံစားချက်မှမူထူးဆန်းလွန်းနေ၏မိန်းကလေး၏လဲတိုင်မှအကျော်စိမ်းကလေးများကိုငေးကြည့်မိလျင်ကျွန်တော်ဝမ်းပိုက်ထဲတွင်တကြုံကြုံနှင့်အလွန်ပင်စာလောင်လာလေတော့သည်တသက်နှင့်တကူတခါမျှဤလောက်မစာလောင်ဘူးချေကျွန်တော်ပါဇက်ထဲတွင်တရေများဖြင့်ပြေလာသည်ကျွန်တော်သူမလေပင်ကိုစိုက်ကြည့်နေမှလှလှမြင့်ရိပ်မိသွား၏ကလေးမလေးမှမခိုးတီကိုလေးပြုံးပြီးခေါင်းလေးကိုငုံသွားရှာသည်ပြီးလင်လက်ထဲမှကြက်သွန်ဖြူတူကိုစင်းနီတုံးပေါ်တွင်တင်ကာဓားပြားနှင့်ဖြန်းခနဲရိုက်ချလိုက်သည်ကျွန်တော်မျက်နှာကိုအက်ဆစ်နဲ့အပတ်ခံလိုက်ရသလိုခံစားလိုက်ရ၏ကျွန်တော်တကူလုံးအနောက်သို့ရိုင်ကျသွားသည်လှလှမြင့်လက်ထဲရှိကြက်သွန်ဖြူများစီမှထွက်လာသောဆူးရှားသည့်အနက်မှာကျွန်တော်အတွက်အစိမ့်ငွေများနှင့်ဖြစ်နေလေသည်လှလှမြင့်ကျွန်တော်ကိုကြည့်ပြီးလွန်စွာပင်စိုးရိမ်သွားသည်ဆရာဘာဖြစ်လို့လဲကျွန်တော်မခံနိုင်တော့၍တပတ်လှဲ့ကသူမကိုကြောပေးလိုက်ရသည်
လဲကြမသွားစေရန်ကျွန်တော်ရှိရင်ရှိသောနံရံကပ်ပကံစဉ်ကိုလက်နှင့်ခိုထားလိုက်သည်ထိုစဉ်မှာပင်ကျွန်တော်လက်ချောင်းများပကံစဉ်ပေါ်ရှိရှေးဟောင်းငွေစွန်းကြီးများနှင့်ထိမိသွား၏ငွေစွန်းများနှင့်ကျွန်တော်လက်ထိမိနေရမှမီးလောင်ကျွမ်းသွားသလိုရှဲကနေအတန်ကြီးပေါ်ထွက်လာသည်အသေးခိုင်အောင်နာကျင်မှုဝေဒနာကကျွန်တော်ကိုဖုံးလွှမ်းသွားသည်ကျွန်တော်လက်ကိုအမြန်ရုပ်ပြီးကြည့်လိုက်ရာကျွန်တော်လက်ဖိုးအားများပေါ်တွင်หนีရဲနေသောအပူလောင်ဒဏ်ရာကြီးများကိုတွေ့လိုက်ရသည်ဆရာဘလို့ဖြစ်ရလဲဆရာလှလှမြင့်ကြောက်လန့်တကြားအော်မေးရှာသည်ကျွန်တော်မှသူမအမေးကိုပြန်မဖြေနိုင်တော့ပဲမိဖို့ကြောင့်ထဲမှအမြန်ပြေးထွက်ခါအပေါ်ထက်ကျွန်တော်အခန်းစီသို့တရင်တရိုင်တက်သွားလိုက်ရသည်အခန်းထဲရောက်လျင်အခန်းတကားကိုပိတ်ပြီးကတင်ပေါ်အယုတ်ကျိုးပြက်လဲချလိုက်ရလေသည်ကျွန်တော်ကောင်းထဲတွင်ကဘာကြီးတစ်ခုလုံးခြားခြားလင်းနေသလိုမူးဝေနေတော့သည်မျက်လုံးစုံကိုမှိတ်လိုက်လျင်ကျွန်တော်၏အသိစိတ်သည်ထိုတွတ်ခွာအောင်လဲနေသောကဘာကြီးစီမှလွင်မျောထွက်ခွာသွားလေတော့သည်ကျွန်တော်နိုးလာလျင်နေတော်ဆောင်းနေလေပြီပြတင်းမောက်မှစူးရှသောနေရောင်ဝင်မလာတော့သဖြင့်ကျွန်တော်မျက်စိများတက်တာရနေသည်ကျွန်တော်ကတင်ဘေးတွင်ထိုင်နေသောဦးခင်ဆိုင်ကိုတွေ့ရသည်ဆရာနေကောင်းရဲ့လားဟုတ်ကဲ့ဦးခင်ဆိုင်ကောင်းပါတယ်နေကောင်းသည်ဆိုတော့လေဝမ်းပိုက်ထဲမှစာလောင်သည့်ဝေဒနာကပြင်းထန်နေတော့မယ်ရောက်နေတာကြာပြီလားဗျဟုတ်ကဲ့ဒါကျွန်တော်ဒုတိယအခေါက်လာတာပါမနေ့တုန်းကလှလှမြင့်စိတ်ပူပြီးလှမ်းခေါ်တော့ကလာသေးတယ်ဆရာအိတ်နေတာတွေ့လို့အိတ်ပါစေဆိုပြီးပြန်သွားတာအခုပြန်လာတာဆရာကိုပြစရာရှိလို့ဆရာရေဦးခင်ဆိုင်ပြောဆူနဲ့သူ့လက်ဆွဲအိတ်ထဲမှာဓာတ်ပုံတချို့ကိုထုတ်ယူပြီးကျွန်တော်ကိုလှမ်းပေးလိုက်သည်ဓာတ်ပုံထဲတွင်မူရစေးဆွဲနေသူတယောက်ချောင်းကပါတစ်ခုပေါ်တွင်ပက်လက်လဲကသေဆုံးနေသည်ထိုသူ၏တကူလုံးမှာစက်ကူစားလိုဖြူဆွနေ၏သူ့လည်းပင်ပေါ်တွင်မူအပေါက်ရာကြီးနှစ်ခုကျွန်တော်ဓာတ်ပုံကိုကြည့်နေရမှဥခင်ဆိုင်ကိုမော့ကြည့်မိသည်တွေ့လားဆရာသိတဲ့နဲ့ထင်လို့ကျွန်တော်ဓာတ်ပုံရိုက်ယူလာတာဘယ်တော့ဖြစ်တာလဲဥခင်ဆိုင်ဒီနေ့မနက်တင်မဲ့အလောင်းကိုတွေ့တာမှုကင်းဖွဲ့ရတော့ဒီလူဆေးလုံးပြီးသေတယ်လို့ပဲမှတ်ချက်ရေးထားတယ်ဆရာသိတဲ့အတိုင်းဘိန်းစားတယောက်လမ်းဘေးမှာသေတာဒီရက်မှာဆမ်းမဟုတ်ပါဘူးဒါပေမဲ့ဆမ်းတာသူ့လည်းပင်ကအပေါက်ရာကြီးတွေဆရာညာရခဲ့တဲ့ဒဏ်ရာနဲ့တထရာလေးပဲအော်ဒါနဲ့ဆရာဒဏ်ရာကိုဘယ်လိုနေသေးလဲဆရာကျွန်တော်တွေးမြူချမိသည်မစိုးပါဘူးတတ်တာပါတယ်ဆေးမမှန်ထည့်ပြီးရင်ပျောက်သွားမှာပါတော်သေးတာပေါ့ဆရာရဲ့ကျွန်တော်စကားပြန်ဆက်ရရင်မှုကင်းဆေးဖွဲ့ကိုကျွန်တော်ကအဲ့ဒီအပေါက်ရာကြီးတွေကိုပြတဲ့အခါကျတော့သူတို့ကဒီလူသေးပြီးမှတောကောင်တကောင်ကိုလာကြိုက်သွားတာဖြစ်မယ်လို့ပြောကြတယ်အထိပ္ပယ်မရှိတာဆရာရဲ့ဒီအရက်မှာဘယ်တောကောင်မှမရှိတာအားလုံးသိတဲ့ဟာကိုပြီးတော့ဆေးလွန်တာနဲ့ဒီလောက်တော့သွေးဆုပ်ပြီးသေစရာလားအဲ့တော့ဦးခင်ဆန်းကဘလို့ထင်တယ်လဲကျွန်တော်အထင်မဟုတ်မှလွယ်ရောညတုန်းကမိန်းကလေးပဲဖြစ်မယ်ဆရာဒီမိန်းကလေးဟာလူမဟုတ်ဘူးမကောင်းဆိုးဝါးတစ်ခေါင်ခေါင်ပဲဆရာ့ကိုတော့အချိန်မီလို့နှုတ်မို့ဆိုမတွေးဝင်စရာပဲကျွန်တော်ဥခင်ဆိုင်ကိုကျေးဇူးတင်ကြောင်းပြောလိုက်သည်ရပါတယ်ဆရာအသက်မသေးတာပဲကျွန်တော်ကကျေးဇူးတင်လာပါပြီခဲဆရာနားလိုက်အောင်ဘိုက်ဆိုင်ဆရာအချိန်မေးစားလို့ရအောင်လှလှမြင်ကဒီမှာဆရာအတွက်ထမင်းကြိုက်တင်ပေးထားတယ်ဥခင်ဆိုင်ခန်းတော့စပွဲပေါ်မှာ9စင်းချန်ကြီးကိုညွှန်ပြလိုက်သည်ကျွန်တော်ကိုခွင့်ပြုပါအောင်ဆရာဥခင်ဆိုင်ထိုင်ကုန်မှထားလိုက်သည်ကျွန်တော်လည်းအဲ့ရထဲမှာလက်ကိုအသာထောက်ခါထားထိုင်မိသည်ရှီကတော့ဒီနေ့ကြာသွားတယ်ဆရာကြီးလှေစည်းဆရာမလို့တော့ဘူးမိုးလဲဆဲသွားပြီခုနိုင်ဆရာမနေ့ကဝေးတွေ့ကြတာပေါ့ဥခင်ဆိုင်ထွက်သွားလျင်ကျွန်တော်မှအိယာပေါ်တွင်ငုတ်တုတ်ကြံရည်ကတိမော်တယောက်ထဲထိုင်ရင်ခေါင်းရင်းပြတင်းမောက်အပြင်ကိုလှမ်းကြည့်လိုက်လျင်မောင်မဲလေပြီ
မိုးဖွဲဖွဲလေးတော့ရွာတော့ရှိသေး၏မင်းညကလောက်တော့မသေးတော့ကျွန်တော်ကတင်ပေးစပွဲပေါ်မှာနှိုးဆက်နာရီကိုကောက်ကြည့်လိုက်လျင်ည9 နာရီထိုးနေလေပြီနာရီကိုကြည့်ရင်ကျွန်တော်ကြောထဲစိတ်ငနေဖြစ်သွား၏ကျွန်တော်ကိုတရားရောက်ကစောင့်ကြည့်နေတယ်လို့ခံစားလိုက်ရသည်စိတ်ထဲတစ်မျိုးဖြစ်လာ၍ခုနကကြည့်နေခဲ့သောကောင်းရင်ပြည့်တဲ့မောက်စီမရေတရေနှင့်ပြန်ကြည့်လိုက်ရာပြည့်တဲ့မောက်ပြင်တွင်ကျွန်တော်ကိုစိုက်ကြည့်နေသောမျက်နှာတစ်ခုကိုတွေ့လိုက်ရသည်ထိုမျက်နှာမှာဖြူလျော်နေပြီးမိုးရေများနှင့်ဆိုးရွှဲနေသည်စပင်ရှည်များကမျက်နှာပေတစ်ပတ်တစ်ချက်တွင်ဖားရကျနေပြီးတကူလုံးကိုဖုံးထားသလိုရှိမျက်နှာပိုင်ရှင်ကိုကျွန်တော်ချက်ချင်းမှတ်မိလိုက်သည်မနေ့ညကကျွန်တော်လက်ပင်ကိုဖောက်ဆုပ်သွားသောလူနာမိန်းကလေးပင်မင်းဘာလုပ်လဲမနေ့ညမင်းကဘာလုပ်သွားတာလဲကျွန်တော်ထိတ်လန့်ကြောက်ရွံ့နေသည့်ကြားမှာအထစ်နဲ့အငုံငုံနဲ့မေးမိသည်မိန်းကလေးမှာနှစ်ထပ်အိတ်အပေါ်ထက်ပြတင်းမောက်အပြင်တွင်မြည်သုံးမြည်ပုံရှိနေသည်ကိုကျွန်တော်စဉ်းစားရမရချေသူမထံတွင်လေကားလည်းမရှိအောက်မှအထောက်အကူလည်းတစ်ခုမှမတွေ့ရချေဒီတိုင်းလေပေါ်တွင်ဘောလောပေါ်နေခြင်းလောသူမ၏တစ်ခုလုံးမှာကျွန်တော်နောက်ဆုံးတွေးလိုက်စဉ်ကအတိုင်းပင်အဝတ်မပါပဲရှည်လျားနှက်မောင်သောစပင်များဖြင့်သာဖုံးနေသည်ကိုတွေ့မြင်ရလေသည်သူမ၏စပင်များမှာမူတမြန်နှိညကထက်ပိုပြီးရှည်လျားနေသည်အောင်ကျွန်တော်အမေကိုသူမပြန်မဖြေသူမ၏မျက်နှာတွင်ခံစားချက်တစ်စုံတရာမတွေ့ရချေသူမ၏မျက်လုံးများမှာကျွန်တော်ကိုယ်ကိုဖောက်ထွင်းပြီးဟိုးဝေးကြီးကိုငေးကြည့်နေသလိုရုတ်တရက်သူမ၏စပင်တွေလှုပ်ရှားလာသည်ကျွန်တော်ကြည့်နေရင်းမှာပင်သူမ၏စပင်တွေပိုပြီးရှည်ထွက်လာ၏သူမပါးစပ်မှဂါထာမန်တန်တစ်ခုကိုရွတ်ဆိုနေသလိုတရွရွလှုပ်နေသည်သူမစပင်များသည်ຫນွေချိုးရှင်များနှင့်လူးလွန်လှုပ်ရှားကအခန်းထဲသို့တရွရွဝင်လာကြသည်ခဏအတွင်းမှာပင်ကျွန်တော်တကူလုံးသူမ၏စပင်များဖြင့်ရှစ်ပတ်မိသွားတော့သည်ကျွန်တော်ရုံးရံကြိုးစားတော့လဲနောက်ကျသွားလေပြီထိုစဉ်မှာပင်သူမ၏တွတ်ရွတ်နေသောဂါထာရုတ်တရက်ရပ်တန့်သွား၏သူမ၏ဆံတွေများကျွန်တော်တကူလုံးကိုဆောင်းဆွဲလိုက်တယ်လို့ခံစားလိုက်ရသည်ကျွန်တော်တကူလုံးမြောက်တက်သွားပြီးပြတင်းမောက်မှအပြင်သို့ရောက်သွားသည်ကိုသတိထားမိလိုက်သည်ပြီးလျှင်ကျွန်တော်ခန္ဓာကိုယ်ကြီးသည်ဆိုင်းတောင်မြုပ်၏အိမ်ခေါင်မိုးများပေါ်တွင်တရိပ်ရိပ်ရွင်မျောနေလေတော့သည်ကျွန်တော်ကိုယ်ပေါ်မှသူမ၏စပင်များဖြီထွက်သွား၍သတိပြန်ဝင်လာသောအခါကျွန်တော်မြေကြီးပေါ်ပြန်ရောက်နေလေပြီနေရာအတိအကျကိုကကျွန်တော်မပြောနိုင်ဖားကန့်မြို့တွင်လားဆိုင်းတောင်မှာပဲရှိသေးလားကျွန်တော်မသိမြို့အစွန်ကြားချလမ်းကြားတနေရာဖြစ်ကြောင်းသာပြောနိုင်၏ညနဲ့နေပြီဖြစ်၍ပတ်ဝန်းကျင်တွင်လူတစ်ယောက်မှမရှိကြသူမကျွန်တော်ဘေးတွင်မတ်တက်ရက်နေသည်ကျွန်တော်လှည့်ကြည့်လိုက်လျင်သူမ၏မျက်လုံးများကတစုံတရာကိုစူးစိုက်စွာကြည့်နေသည်ကိုတွေ့လိုက်ရသည်သားကောင်ကိုချောင်းနေသောမုတ်ဆိုးတစ်ယောက်၏မျက်လုံးများထိုစဉ်မှာပင်လမ်းတစ်စစ်ချိုးမှမိန်းကလေးတစ်ယောက်ထွက်လာသည်ဝတ်စားထောက်ပုံကိုထောက်၍ကြေးစားတူဖြစ်မှန်းသိလိုက်သည်ကျွန်တော်မတားဆီးလိုက်နိုင်ခင်ကျွန်တော်ဘေးမှမကောင်းဆိုးဝါးမိန်းမငယ်သည်ကြေးစားမိန်းကလေးရှိရာစီသို့ကြည်စံတောင်းလိုဝှေခနဲ့ပြန်ထွက်သွားလေသည်10 မိနစ်နီးပါးကြာအောင်မကောင်းဆိုးဝါးမှသည်ပြည့်တစားမလေးလေပင်သွေးကိုစုပ်ယူနေသည်ကျွန်တော်ရင်ထဲတွင်ဘလောင်ဆူလာ၏မိမိရှေ့တွင်အပြစ်မဲ့သောမိန်းကလေးတစ်ယောက်အသက်ဆုံးရှုံးရမည်အဖြစ်ဆရာဝန်တစ်ယောက်အနေနဲ့သာမကလူသားတူအနေနဲ့မှာလွန်စွာမှမှားယွင်းလာသောမြင်ကွင်းပင်သို့သောကျွန်တော်ဝင်ပြီးထိုမိန်းကလေးကိုကယ်တင်ရမည်အစားသူမ၏လေပင်သွေးကိုဖောက်တောက်နေသည့်မ
ကောင်းဆိုးဝါးမှကိုပဲမနာလိုဖြစ်မိနေသည်ကျွန်တော်ဝမ်ဘိုက်တစ်ခုလုံးမိဟုံဟုံတောင်းနေသလိုစားလောင်မွတ်သိမ့်နေသည်ကျွန်တော်သွားများမှာရှားလွန်လာသဖြင့်အချင်းချင်းအပေါ်အောက်တကြီးချီပွတ်တိုင်နေ၏အရာတတလိုတတညာသွားများကိုလက်ဖြင့်အသာပုတ်မိလင်အလွန်ချွန်ထွက်နေသောအပေါ်သွားနှချောင်းကိုစမ်းမိလိုက်သည်ကျွန်တော်တကိုယ်လုံးတစ်ဆက်ဆက်တုံလာ၏မကောင်းဆိုးဝါးမှသည်ရုတ်တရက်သွေးဆုံနေသည်ကိုရက်လိုက်ပြီးအသက်ငင်နေသည့်အပြည့်တစားမလေးကိုကျွန်တော်ရှေ့သို့တရွတ်ဆွဲခေါ်လာသည်ကျွန်တော်ရှင်ထဲတွင်ငရဲမီးလောင်သလိုတဟုံဟုံဖြစ်လာ၏ကျွန်တော်ပါးစပ်ကြီးတဖြည်းဖြည်းဟပြဲလာသည်ပြည့်တစားမိန်းကလေးသွေးဆိုးနေသောလယ်မျိုးမှာယခုအချိန်တွင်ကျွန်တော်အတွက်တလောကလုံး၌ဆွဲဆောင်မှုအရှိဆုံးအရာဖြစ်နေတော့သည် No မလုပ်ဘူးငါမင်းလိုမိတ်ဆာကောင်မဟုတ်ဘူးကျွန်တော်မျက်စိစုံမိတ်၍အာကောင်ချစ်អော်ပြီးထိုနေရာမှအမြန်ဆုံးတုတ်ချီတင်ကထွက်ပြေးလေသည်မကောင်းဆိုးဝါးမိန်းကလေးမှာကျွန်တော်နောက်သို့လိုက်ရန်ဆန္ဒရှိပုံမပေါ်ပေအဖေချောင်းဆိုသောသူမလိုက်လိုပါကအလွယ်တကူပင်ကျွန်တော်ကိုမိနိုင်သောကြောင့်ဖြစ်လေသည်မြင်မြကြအောင်ပြေးလာမိသည်မသိဆိုင်းတောင်မြို့လေကောင်လမ်းမသို့ရောက်လာမှကိုတတိထားမိပြီးအပြေးရက်လိုက်မိသည်ကျွန်တော်ခေါင်းတွေမူးနေသည်ဘိုက်ထဲကလည်းအလွန်ဆာလောင်နေသည်တကူလုံးအားမရှိတော့သလိုချိနေနေသည်လမ်းမပေါ်တွင်မတ်တက်ရက်ရင်ကျွန်တော်အလွန်ဝမ်းနည်းလာ၏ခိုကိုးရမဲ့သလိုမျိုးအလွန်အားငယ်လာသည်ကျွန်တော်အမေကိုကျွန်တော်သတိရလာသည်ဘေးဘီကြည့်လိုက်ရာလမ်းမပေါ်တွင်နာမည်ကြီးလက်ဖေးဆိုင်ကြီးကိုတွေ့လိုက်ရသည်ကျွန်တော်အမေစီဖုန်းဆက်ရန်ထိုဆိုင်ထဲသို့ဝင်သွားလိုက်ဖုန်းကထူးခြားစွာပင်တစ်ခေါက်တည်းနှင့်လိုင်းဝင်သွားသည်တစ်ဖက်မှအမေကိုယ်တိုင်ဖုန်းထူ၏အမေအတန်ကိုကြားလျင်ကျွန်တော်ငိုချင်လာသည်အမေနေကောင်းလားဘာလားမေးမိသည်အမေကကျွန်တော်ကိုအဆင်ပြေသလားဟုမေးသည်အားလုံးအဆင်ပြေကြောင်းပြန်ပြောမိသည်ကျွန်တော်ကြောင့်အမေစိတ်ဒုက္ခမရောက်စေလိုပါဖုန်းဆက်ပြီးလျှင်ကျွန်တော်နှင့်ရင်းနှီးသောဆိုင်ရှင်ကိုအကျွေးမှတ်ထားရန်ပြောလိုက်သည်အမေနှင့်စကားပြောရ၍ကျွန်တော်စိတ်ထဲအတော်ချမ်းသာသွားသည်ဒုက္ခအားလုံးကိုမေ့သွားသလိုပင်ထိုစဉ်မှာပင်လက်ဖေးဆိုင်တောင်းတနေရာမှရုတ်သေးအတန်များကြားလိုက်ရသည်လူငယ်နှစ်ဖွဲ့အပြန်လှန်ရန်ဖြစ်ကြခြင်းပင်အစ၌လက်သီးချင်းရှင်ထိုးနေကြရမှလူငယ်တယောက်ကခါးကြားထဲမှမောင်းချတာကိုထုတ်ယူလိုက်သည်ပြီးလင်ထိုဓားနှင့်အခြားလူငယ်တယောက်၏ဘိုက်ကိုပင့်ထိုးလိုက်၏တဆိုင်လုံးငြိမ်ကျသွားသည်ဓားထိုးလိုက်သောလူငယ်နှင့်အထိုးခံရသောလူငယ်နှစ်ဦးလုံးခဏကြာအောင်တယောက်ကိုတယောက်ကြောင်မြည်ကြည့်နေကြသည်ထို့နောက်တွင်မူဓားထိုးခံရသောလူငယ်မှာဝမ်းဘိုက်ကိုဖိပြီးလဲကျသွား၏ဓားဖြင့်ထိုးသောလူငယ်အဖွဲ့မှဆိုင်ထဲမှအမြန်ပြေးထွက်သွားကြသည်လဲနေသောလူငယ်၏တငယ်ချင်းများကျွန်တော်ကိုမြင်သွားလျင်ဆရာကယ်ပါဦးဆရာကျွန်တော်တငယ်ချင်းကိုကယ်ပါဦးကျွန်တော်လက်ကိုဆွဲပြီးသွေးအိမ်ထဲတွင်လဲနေသောလူငယ်ရှိရာသို့ခေါ်သွားကြသည်လူငယ်၏ဝမ်းဘိုက်ဓားထိုးရာမှသွေးများစိမ့်ထွက်နေ၏လူငယ်မှာကျွန်တော်ကိုအာကိုတကြီးနှင့်မော့ကြည့်သည်ကျွန်တော်အမြန်ပင်ဓားတန်ရာနှင့်လူငယ်တစ်ပေးတွင်ဒူးထောက်ထိုင်ချလိုက်သည်ထို့နောက်ရှက်အင်ကြီးကိုဖြဲချပြီးတန်ရာကိုကြည့်သည်သွေးတွေဟဲ့လူအခုရက်ခမရဘာလုပ်တာလဲကဖះကဲတော်မူပါခမကြီးကျွန်တော်တကယ်ကြီးကိုတပ်ပလိုက်ပြီမကောင်းဆိုးပါလားအမလေးဖះသခင်အမလေးလုံးကြပါအောင်သူနာမကန်နဲ့လူအုပ်ကြီးစီမှအတန်ပေါင်းဆောင်ကြောင့်ကျွန်တော်သတိပြန်ဝင်လာသည်ဘာရီဖြစ်သွားသနည်းကျွန်တော်ဘာရီလုံးမိလိုက်သလဲကျွန်တော်ရှေ့ကိုကြည့်လိုက်ရာသွေးအိမ်ထဲတွင်လဲနေသောလူငယ်တစ်ယောက်
မလှုပ်ရှားတော့အသက်မရှူတော့လူငယ်ဤတစ်ကိုယ်လုံးသွေးဆုပ်ပြီးဖြူဆွတ်နေသည်ကျွန်တော်နှကန်းတစ်ဝိုက်တွင်စီးကက်ကက်ဆိုထိုင်းထိုင်းခံစားမိသဖြင့်လက်နှင့်တုပ်လိုက်မိသည်လက်ကိုပြန်ကြည့်လိုက်လျင်หนีရဲသောသွေးများကျွန်တော်ပါးစပ်ပေါ်တွင်သွေးတွေပရပပေနေမှကျွန်တော်သတိထားမိလိုက်၏ကျွန်တော်ဘေးပတ်လေတွင်ကြောက်လန့်နေသူတွေကိုမျက်စိကိုကိုမယုံနိုင်အောင်ဖြစ်နေသူတွေဒေါသအမျက်ချောင်းချောင်းထွက်နေသူတွေကိုတွေ့လိုက်ရသည်သူတို့အားလုံးစိတ်ဓာတ်တွေတုန်လှုပ်ခြောက်ခြားနေသလောက်ကျွန်တော်အဖို့မူဘာခံစားချက်မှမရှိပဲဖြစ်နေသည်အထူးခြားဆုံးမှာကျွန်တော်တကူလုံးခွန်အားတွေအပြည့်ဖြစ်နေ၏ဖိုက်စာရာတွေခေါင်းမူတာတွေတစ်စက်မှမရှိတော့ခွေးမသားကြီးမင်းကငါတတ်မယ်သေဆုံးသွားသောလူငယ်၏တငယ်ချင်းတယောက်ငှက်ကြီးတောင်ဓာကြီးကိုကန်ပြီးကျွန်တော်ကိုအနောက်မှဝင်ခုတ်၏ကျွန်တော်စိတ်အာရုံတွေအန္တရာယ်ရှိရာစီသို့စူးစိုက်သွားသည်ရုတ်တရက်ဆိုသလိုကျွန်တော်ပတ်ဝန်းကျင်ရှိအရာအလုံး slow motion ပြသလိုနှေးကွေးသွားလေသည်ငှက်ကြီးတောင်ဓာကြီးကိုကန်ပြီးအလွန်နှေးကွေးစွာခုန်နေသည့်လူငယ်ကိုမြင်ရသည့်အဖြစ်မှာကျွန်တော်အတွက်ရည်စရာပင်ကောင်းနေတော့သည်ကျွန်တော်သူ့လက်ထဲမှဓာကိုဖြုတ်ယူပြီးနဘေးသို့ပစ်ချလိုက်သည်လူငယ်မှာစက္ကန့်ပိုင်းအတွင်းလက်ထဲမှငှက်ကြီးတောင်ဓာကြီးသူ့လူလိုပျောက်သွားသဖြင့်ဥကြောင်ကြောင်ဖြစ်သွား၏ဆိုင်ရှင်အဖိုးကြီးကောင်တာပေါ်မှဖျားပုံကိုမော့ကြည့်ကတက်တလောက်မှတ်တလောက်ဖျားစာတွေရွတ်ဆိုနေသည်သူတို့အားလုံးကိုကြည့်ပြီးကျွန်တော်စိတ်ပြက်လာသည်ဒေါက်တာမင်းတိုက်အတန်လာရစီတို့လှည့်ကြည့်လိုက်ရကျွန်တော်မိတ်ဆွေကြီးဥခင်ဆိုင်ဖြစ်နေသည်သို့တော့ဥခင်ဆိုင်၏မျက်နှာမှာခါတိုင်းကဲ့သို့ကျွန်တော်ကိုယူသေးလေးစားချစ်ခင်သည့်လက္ခဏာများအလင်းမရှိတော့ချေသူ့မျက်နှာတွင်ကျွန်တော်အပေါ်ရွှန်ရှားဆက်ဆုပ်သည့်အရှိအယောင်များနှင့်သာပြည့်နေတော့သည်ဒေါက်တာမင်းတိုက်ကျေးဇူးပြုပြီးဒီရက်ကနေထွက်သွားပြီပါအားလုံးရဲ့ကိုယ်စားကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ရည်ကျင်သလိုဖြစ်နေရမှဥခင်စာ၏စကားကိုကြားလိုက်ရင်ရင်ထဲမှာနှင့်ကနေဖြစ်သွား၏ခံစားချက်အနည်းငယ်ကြံသေးသည်ကိုလည်းရိပ်စားမိလိုက်သည်အမှန်ပြောရရင်ကျွန်တော်အပေါ်မုန်းတီးမှုအပြည့်နဲ့ဝိုင်းကြည့်နေကြသောမျက်လုံးများကြားမှကျွန်တော်ကိုယ်တိုင်လည်းထွက်သွားခြင်းလှပေပြီကျွန်တော်ဘာမှမပြောတော့ပဲဆိုင်ထဲမှထွက်လာခဲ့သည်လူအုပ်ကြီးကကျွန်တော်ထွက်သွားနိုင်ရန်အလင်းမြန်လန်းဖယ်ပေးကြသည်ဆိုင်ပြင်ရောက်လျင်လမ်းမဟိုးတစ်ဖက်ခြမ်းရှိအိမ်ခေါင်မိုးတစ်ခုပေါ်သို့အလိုလျောက်လှမ်းကြည့်လိုက်မိသည်ထိုအိမ်ခေါင်မိုးပေါ်တွင်ခါးကိုကိုင်း၍ကျွန်တော်ရှိရာစီသို့လှမ်းကြည့်နေသောစပင်ဖားရနှင့်မိမငယ်တူ၏အရှိတ်ကိုတွေ့လိုက်ရလေသည်ခြေထောက်ကိုအသာကွေးပြီးမြေကြီးကိုကန်ထုတ်လိုက်လျင်ကျွန်တော်ခန္ဓာကိုယ်သည်လေးမှပြစ်လွတ်လိုက်သောမြားတစ်စင်းပမာထိုမိန်ကလေးရှိရာစီသို့တဲ့မတ်စွာပြန်တက်သွားလေတော့သည်